ခုတလောဒီဆိုင်တော့တော်တော်နာမည်ကြီးပါတယ်ခင်ဗျာပင်လယ်စာလက်ဆက်ပြီးတော့အရင်ကစားကောင်းမဲ့ပုံပဲဗျသူကချက်လို့ရှိရသူရဲ့ပင်လယ်စာလေးရောတော်တော်လက်ပါတယ်ဗျာဒီမှာဆိုင်ရတွန်းပန်းရောဗျဒါတော့ကန္နာလမ်းမှာအရင်ကနာမည်ကြီးနေတဲ့ပင်လယ်စာကုန်းထန်လေးပဲခင်ဗျာအနက်လေးကတော်တော်မွေးပါတယ်ခင်ဗျာရှယ်ပဲအမေဒါအောင်မင်္ဂလာပါဒီနေ့ကကျွန်တော်တို့မော်လမြိုင်ကန္နာလမ်းမှာမုတ်တော့ပတ်စားမှာဖြစ်ပါတယ်ဒါဖေးနဲ့ဒီကလိုက်ပါလားဒီမော်လမြိုင်ကန္နာလမ်းမှာကြာတော့ညပါကြတော့လူတော်တော်စီကားပါတယ်ခင်ဗျာလာလားဘယ်လောက်ရှိလဲဒီပေါ်တော့ရှိနေလို့ပါဗျာဒီမှာတော့လူကတော်တော်များပါတယ်ခင်ဗျာတစ်ဖက်မှာရောဒီဖက်မှာရောဗျာဝါအကြောင်းမှလာချင်ကုန်ပြီဘယ်ဘက်ရှိဟမ်ဘယ်ဘက်ရှိမှာတော့ဘယ်တော့ยังတုံးကြကြပါလဲကျွန်တော်တို့ยำထားစတိုင်းပင်လယ်စာစားပြနော်ဒီတော့လေပင်လယ်စာအစုံချင်းဆက်ပင်လယ်စာကွန်ထမ်းချက်ညော့ပစုံမလာစွန်ချင်းဆက်ချက်ဒီဘဝကွန်ထမ်းချက်အမရှိလို့ဒီနေ့ကကွန်ထမ်းမာရတယ်ဗျာထိုင်စရာမရှိလို့ဒီမှာရဆောက်နေရတယ်ဗျာဒီစာကြတော့တော်တော်ရောင်းရရတယ်ဗျာဒီမှာနော်လူတော်တော်များပါတယ်ခင်ဗျာဒီမှာချက်လောက်ရှိလာပြီခုတလောဒီဆိုင်တော့တော်တော်နာမည်ကြီးပါတယ်ခင်ဗျာပင်လယ်စာလက်ဆက်ပြီးတော့အရင်ကစားကောင်းမဲ့ပုံပဲဗျသူကချက်လောက်ရှိရနော်ကြက်တုံးနေတာဗျဒီမှာသူများတွေပြောနေကြတယ်မော်လမြိုင်မှာကြောက်ရတာတို့ပါလို့ဗျာဒါချက်လို့ရှိလာဗျာမော်လမြိုင်အခြေလေးပါဗျညဘက်ဆိုတော်တော်စီကားပါတယ်ဗျာသူများပြောတိုင်းမယုံကြမှာလေဗျလက်တွေ့နဲ့တရင်ရတော့တခြားစီပါတော့ကြည့်ရလိုက်တော်တော်စီကားပါတယ်ဗျသူရဲ့ပင်လယ်စာလေးရောတော်တော်လက်ပါတယ်ဗျာဒီမှာဆိုင်ရတွန်းပန်းရောဗျဒီမှာဆရာကြီးတစ်ယောက်ကိုဗျဒီမှာတော့ကျစ်စကလေးတပွား9တာပေါ့ဗျာဒီတော့တက်တာပါတယ်ဗျကန္နာလမ်းနေကျွန်တော်တို့ပါရအလားလဲဆိုတော့ကျွန်တော်ပြမယ်နော်အဲတော့သမင်းလိုက်ပါဗျာဒါလူနာစောက်လေးပါအများကြီးပဲဗျအဲတော့ကန္နာလမ်းမှာအရင်ကနာမည်ကြီးနေတဲ့ပင်လယ်စာကုန်းထန်လေးပဲခင်ဗျာအနက်လေးကတော်တော်မွေးပါတယ်ခင်ဗျာရှယ်ပဲဒီကျွန်တော်ခုဆိုတော့မိသားစုထမင်းဝိုင်းပေါ့ဗျာခုဆိုတော့စားမှဖြစ်ပါလေအခုတော့လူနာကစားပြမယ်နော်ကွန်တန်စားပြမယ်ခင်ဗျာဒါပိုးလေးပါဗျာခောက်ပါခောက်ပါညကွန်တန်ကြည့်ကွန်တန်ဒီနိုင်မခောက်ဒါစကတော့မရှိတော့ကတော့ကွန်တန်နဲ့သမင်းလေးနဲ့စားပြမယ်ခင်ဗျာခောက်ပါဟာဒီကွန်တန်အရသာလေးကတော့ရှယ်ကိုမိုက်ပါတယ်ခင်ဗျာခရုစားပြမယ်ခင်ဗျာဘယ်ဟာဦးလို့ရငါမအားပြာchắc phải chắc phải ngà mà mời tầng khai à cái thứ sao mời wow ta nó cứ ta đi rồi nhá tôi lo bia vào đấy sao được nhá chưa
lót cái này cứ tôi đó lặp vào được nhé tôi số xa vào được nhé một số nó lặp vào đó rất khó slide vào này nó thì giáo viên bơi mà slide vào được nhé dạ mời slide vào này slide vào nhé cho nên nó nào thờ lại thờ thờ nhà họ thì mình lại slide vào nhé yêu xong rồi cậu giấy phần này giấy tê Chồng. không đây thì để quát nhau để có là thả nên là thả Chồng. có buồn tổng nó cho nó là cái tàu có đấy để này cái công ông mình lấy để để nhìn đâu canal lại giao nhìn đó thì mình lại khi mình để người ra chỉ lại đó share của mày vào đấy không ra hợp của tao thì được tuyệt của nó đem nó thì wow. thì mình lấy ya ta lấy đó là sao bị đó yang sắc mà đấy cũng mới được shut the bên này sao biết được nhé trời vừa mới được rồi vừa vợ có chị ta giúp là này là đến lời của anh khó làm bảo đó cái này sao biết được nhé vâng phải lên tên này bây giờ bây giờ đi làm rồi đó và nói buồn